ဒီဒီအားလုံးပဲမင်္ဂလာပါမတွေ့ရလဲအားလုံးပဲကြောက်တော့ပြီနော်ကြောက်တော့ပြီဆိုတော့လည်းအလုံးလေးနဲ့ရှုပ်လို့ဗီဒီယိုတွေမလုပ်နိုင်တဲ့အတွက်အားလုံးကိုတောင်းပန်ချင်ပါတယ်ဒီတစ်ခါမှာတော့ဗီဒီယိုမလုပ်ဘူးလို့စဉ်းစားထားပြီးမဲ့လေအရှမ်းမှာပေါ့နော်စိုးဝါလုံးနဲ့စိတ်သက်စရိုက်တွေကိုပေါ်ပြနေတဲ့အကြောင်းအရာလေးတစ်ခုကိုဗီဒီယိုအားလုံးသိရှိစေတဲ့အတွက်ပေါ်ပြပေးလိုက်ပါတယ်ဒါကတော့ဘူးလက်လာဆွေကEAO တိုင်းတိုင်းပုံမှာထားတဲ့စစ်တပ်နဲ့မြန်မာပြည်သူလူထုတွေအပေါ်မှာထားတဲ့စစ်တပ်တွေကိုပြည်သူတွေအားလုံးသိရှိစေရအတွက်လက်တော်သူပြောကြားထားတဲ့အကြောင်းအရာတွေကိုပြည်သူတွေနဲ့အားလုံးတူတူကြည့်လိုက်ကြအောင်နော်ဗီဒီယိုလေးကိုအတော့မဖော်ပြပေးထားပါတယ်ဆက်လက်ပြီးတော့ကြည့်ရှုကြရအောင်နော်မင်္ဂလာပါလစ်စားပါတယ်သူများလည်းပြောတယ်ဦးလာစီကလေးစားပါတယ်လို့ပြောပြီးစော်တော့တာပဲဒါကတော့ကျွန်တော်အမှန်ပြောတာပါဆော်ပလိုတီးရမရှိပါဘူးဒါပေမဲ့ဒီနေ့ဒီရုံးပိတ်ရက်လीဒီနေ့က22ရက်ဧပြီလ22ရက်ဗုဒ္ဓဟူးနေ့ရုံးပိတ်တယ်ရုံးပိတ်တော့ကောက်ကွင်းသွားတော့ဟိုမှာစာသုံးလုံးကဒုတိယညွှန်ကြားမှုချုပ်အငိမ့်စားအကိုကြီးကြောင်းနဲ့တွေ့ဟာတဲ့ဘူးလက်ကြီးလာပြေးတဲ့အရှောင်ညရှားကြတယ်ပြဿနာပဲတဲ့တို့အကြောင်းဘာဖော်တော့မသိဘူးလေခင်ဗျားစာသုံးလုံးအမြင်အဲ့လိုရှိတယ်နော်ပြည်သူလူထုအမြင်အဲ့လိုမရှိဘူးပြည်သူလူထုကြတော့ကျွန်တော်လာရင်ဝမ်းသာနေတာစာသုံးလုံးကတော့ကျွန်တော်လာရင်ဝမ်းသာချင်မှဝမ်းသာသူ့အမြင်ကိုအမြင်မတူးပါနော်ဆိုတော့ဌာနဆိုင်ရာတွေကတော့သူတို့ရဲ့အမြင်ကကျွန်တော်တစ်မျိုးရှိတယ်ဒါပေမဲ့ကျွန်တော်ရဲ့မွေးစိတ်ဓာတ်ကတော့တိုင်းပြည်နဲ့ပြည်သူလူထုအပေါ်မှာပဲထားတယ်ဥပမာကျွန်တော်ပြောမယ်အခုနိုင်ငံတော်သမ္မတကြီးကငင်းရိုင်းဆွေးနွေးဖို့ EAO တွေခေါ်တယ်ရတရားအတွင်းမှာဆွေးနွေးရအောင်ပြည်ရည်အလင်းဝင်ကြအဲ့ဒီအချိန်မှာချင်းသဘုံကသူလက်မခံဘူးလို့ပြောတယ်လက်မခံဘူးဆိုဘာလုပ်လဲဘုံကျဲပဲ KNU ကသမ္မတကြီးရဲ့ဖိတ်ခေါ်မှုကိုလက်မခံဘူးလို့ပြောတယ်စောတော်နေတော့ဘုံကျဲမယ်ပြီးရင် ABSDF ကနည်းနည်းပဲကြံတော့တယ်နှစ်ယောက်နဲ့တစ်ပိုင်းပဲကြံတော့တယ်သူတို့တုံးမပါနေအဲ့ဒီဖွဲ့လက်မခံဘူးပြောတယ်လက်မခံဆိုတော့သူတို့ဘာလုပ်သူတို့ဘုံကျဲမယ်ကြာတဘုံကငင်းချိုင်းဆွေးနွေးတာကိုလက်မခံဘူးလို့ပြောတယ်လက်မခံရင်ဘာလုပ်မလဲဘုံကျဲမယ်အဲ့လာပြောတာလေးစားပါတယ်ဒီလိုအားလုံးလည်းလက်ဆွေရဲ့ရှုံးမာတဲ့စိတ်သက်နဲ့သဘောထားတွေကိုအားလုံးမြင်ပြီးကြမယ်လို့ထင်ပါတယ်ဒီလိုကောင်းစားမျိုးတွေကပြည်သူတွေကိုသူဗီဒီယိုထဲမှာပြောသွားတယ်လို့မျိုးပဲစေတနာရှိရဲ့စေတနာထားဆိုဘလို့မှဖြစ်နိုင်ပါဘူးပြည်သူတွေကိုစေတနာထားရလို့အဆောင်ပြပြီးတော့ပြည်သူတွေစီမှာရှိရဲ့ပြည်သူတွေကိုနေမျိုးစုံနဲ့ဒုက္ခပြီးပြီးတော့တမ်းပြည်မှာရှိရဲ့ resources တွေရေးမြစ်တွေတဘာဝပေါ်ဝချင်းတွေကိုဖျက်ဆီးပြီးတော့ရတယ်လို့မျိုးခိုးယူတုံးဆွဲစားတော့ကြမှာဖြစ်တဲ့အတွက်ဒီလိုကောင်းဆောင်မျိုးတွေကိုပြည်သူတွေကသူတို့စင်တဲ့ကွင်းထဲမှာမကြောက်ရောက်ပဲနဲ့အားလုံးအထူးတော်လည်းတော့ကြောက်ဖို့လိုအပ်ပါတယ်ဟုတ်ပါတယ်တော်လည်းရင်းမှာစိုးကျိုးတွေတစ်ဖက်တော်လည်းပတ်တာအချင်းချင်းအစုံမြင်မှုတွေရှိကြပါတယ်ဒါပေမဲ့ဒီလိုကောင်းစားမျိုးတွေကိုနေရာမပေးသင့်ပါဘူးဒီလိုကောင်းစားမျိုးတွေကိုနေရာပေးနေပြီးဒီမြန်မာနိုင်ငံအခြေအနေရပတ်တော်မှမတော်တဲ့နဲ့ကြောက်စရာကောင်းတဲ့အခြေအနေနဲ့ပဲရေးဆိုင်မှာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုကြည့်ပြီးပါပြီဆိုရင်အားလုံးပြည်သူတွေကကိုယ့်အကိုတုံးတကြပါလို့ပြောကြရင်းနဲ့နောက်ဗီဒီယိုတွေမှာလည်းဒီလိုမျိုးဗီဒီယိုတွေဆက်လက်တင်ဆက်တော့မှာဖြစ်ပါတယ်ဒီ channel လေးကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့အနောက်မှာ subscribe လုပ်ပြီးတော့ကြောက်မလို့ပါနဲ့เนาะအားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်